ခုလိုဖြစ်နေတဲ့ဒါ Redmi 8ပေါ့နော်ရှုံးမယ်ပြန်ထည့်လို့ရှိရင်လည်းဒီကပါဟုတ်မလားဒါမှဖြစ်တယ်ဟုတ်တော့ဒီပြက်နေရှင်းမယ်ဆိုရင်နော်ကြည့်ထုတ်ထားမယ်လောဆယ်ပြီးရင်ကျွန်တော်အဲ့တော့တိုးမနော်အဲ့တော့တိုးပြီးတော့ကျွန်တော် state ပဲပေါ့နော်ကျွန်တော်တော့ဒီမှာ file ရှိတာပဲနော်လူချင်းတော့တောင်းပေါ့နော်ကျွန်တော်ရှာကြံပြီးတော့ပို့ပေးမယ်နော်ဒီ file ပုံစံလုပ်ပြီးပို့ပေးရနော်အဲ့မှာကျွန်တော်ဒီမှာ flat လုပ်ဖို့အတွက်ဒီမှာကျွန်တော်ဒီမှာလုပ်ထားတာက939ရှိနေပေါ့နော်အဲ့တော့ဒီမှာ939ရှိပုံမှန်ရမယ်အဲ့တော့ဒီမှာ point ရှိတယ်သူ့ရဲ့ဘက်ကဘယ်လဲဆိုတော့သူ့ရဲ့ဘက်ကမြင်ရသူ့ရဲ့ဘက်ကဒီမှာရှိမှာပါဒီ point နှစ်ခုရှိမယ်နော်ဒီလေးမှာအဆုံးနှစ်ခုပဲနော်ဟုတ်ပြီအဲ့ကျွန်တော် point ထောက်ပြီးတော့ကျွန်တော်စမ်းကြည့်နော်လည်းတော့မှောင်တယ်ကျွန်တော်ခံသိကျွန်တော်ပြင်ဆင်ရပြီပေါ့နော်နော်point ထောက်မယ်နော်ဆိုရှင်ဒီမှာ939ရှိပေါ်သွားတယ်နော်ကြိုက်ပါဟုတ်ပြီအဲ့ဒါတော့ပြောချင်ကျွန်တော်ဒီမှာအကုန်လုပ်ထားပြီးသားပဲနော် Redmi 8 Overlay နော်ပြသူ့ရဲ့ version နော်ကိုပဲဒါပေမဲ့ကိုပဲတော့မဟုတ်ဘူးကျွန်တော်တင်မှာကိုပဲတင်မှာမဟုတ်ကျွန်တော်ဒီမှာတင်နေတဲ့ဟာကအဲ့လိုဖြစ်တာရကိုပဲတစ်ခါတင်တယ်အဲ့လိုဖြစ်တာလေပေါ့နော်ပိတ်တာပေါ့အဲ့ကြောင့်ကျွန်တော်ဒီမှာလုပ်ထားတဲ့အတိုင်းပဲနော်အဲ့ဒီရှာကြည့်မှတ်ထားပါနော်ပြန်ကျွန်တော် frame မယ်နော်ပုံမှန်ကြည့်နော်ဒီကြလေးပဲချက်သတိထားပါနော်အဲ့ကျိုးမကောင်းလို့ရှိရင်လည်းပြတ်တတ်တယ်ပေါ့နော်နည်းနည်းတော့ကြာမယ်စောင့်ရမယ်နော်ဟုတ်ပြီဟုတ်ပြီသွားတော့မနော်သွားအနေဆုံး9မိနစ်နဲ့10မိနစ်ကြီးကြာတော့တယ်နော်ဒါဆိုတော့ဖုန်းဝဲအစ်ပြန်တင်တယ်ပေါ့နော်အဲ့ပုံကြောင့်ခဏလေးဆောက်ပြရတယ်သူကိုဟုတ်ပြီအခုဆိုရင်81 82 83တော့ရောက်လာပြီနော်ဒီဒီနဲ့85ရောက်လာပြီနော်ဝါရောင်အောက်ကဝါရောင်16နော်ဟုတ်ပြီ90ကျော်ပါနော်90ပုံကျော်နော်Okay. Okay. Nah, tu dia berapa no? Tudung. Saya no, tudung saya no. Mana? Macam ni juga. Okay. Pergi. No. Bawa tu cantik juga. No. Bawa pun jadi no. Thằng đó hỏi mà là từ qua có thể nó lộn nó cả trong rồi hiện đã thì mà cái khu sâu nhỏ đó trong rồi hiện mà hậu rồi đó là mà mình đây bây giờ toa này mà đó em tất cả một xíu đó bác
နေထားကိုရှုပြီးတော့ဒါကြတော့မတော့ပြန်ဘုံကလည်းခရုတ်တွေလည်းကြောင်နေသလားနော်ဒီပြလို့ကြည့်လိုက်ပါဆန္ဒတော့ဖြစ်တော့အဲ့ဒါအားလုံးကသူကအကုန်လုံး okay သွားပြီဒါပြောမလို့ချင်း stable ပြန်ချင်းပြတယ်ကိုယ်ပဲချင်းမြတ် stable ပြန်ချင်းတာပေါ့အဲ့ဒီပုံစံမျိုးပြောမှာပေါ့ကြာမယ်နေဆုံး15မိနစ်လောက်ထိကိုကြာမယ်ရပြီဟုတ်ပြီအဲ့ခဏဟာတော့15မိနစ်တော့မကြာဘူး5မိနစ်ပဲကြာတယ်ဒါပေမဲ့ဒီ MIUI မှာသူအနေဆုံးတော်တော်ကြာမယ်သူပြန်ပြီးတော့ပြောမလို့ဆိုရင်သူပြန်ပြီးတော့ဘုတ်ပေါ့နော်reboot ပြန်လုပ်မှာပေါ့နော်အဲ့ဒါတော့တော်တော်ကြာတယ်ဘာလို့တော်တော်ကြာလဲဆိုတော့သူက global ချိန်ပြီးတော့သူက error တက်သွားတာပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီ M broker လားအေးပေါ့ M broker ပဲပြောမှာပေါ့နော်အင်္ဂလိပ်လိုပေါ့အဲ့ဒါကိုမလုပ်ဘဲနဲ့ကိုယ်ပဲကို copy ချိန်နေတဲ့ခါကျတော့ရှင်အဲ့ဒါမျိုးဖြစ်တတ်တယ်ပေါ့နော်ခုနလိုပုံစံမျိုးပေါ့နော်အနီအောင်ကြီးနဲ့ PowerPoint နဲ့အနီအောင်ကြီးနဲ့ပုံနေအဲ့လိုပုံစံဖြစ်တတ်တဲ့အဲ့ဒါလေးပေါ့နော်အဲ့ error လေးဒီမှာဒါကြည့်ရှင်းပြတာဟုတ်ပြီအကောင်လေးကို sorry 15မိနစ်လောက်စောင့်ပေးလိုက်နေဆုံးတော့မကြောက်ဆိုရှင်10မိနစ်ကျော်အဲ့ဆိုရင်သူပေါ်လာပြီနော်ပေါ်လာဆိုရှင်နေပြီနော်သွားမယ်ရှိမယ်ဒါနော်နေရအစီအစဉ်စိတ်ကမထထားပါဘူး။ဘာကြောင့်ဆိုတော့ဒီဘိုးတော်ယူရတာကို9338 driver ယူထားရတယ်လေ။ Right, okay, shape. ဆိုမထည့်ပါဘူး။ဒီအရင်တော့ပါဘူး။ဟုတ်ပြီ။ sorry. shape ပါဒါဆိုလို့ရှိရင်ဖုန်းပြန်ဖွင့်လို့ရသွားပါပြီเนาะဒါပေမဲ့ Google တော့မဟုတ်ဘူးပဲ stable ပဲဖြစ်သွားတာပေါ့เนาะဒါပြမလို့ n sorry ဒါတို့ရှိရမယ်เนาะအဲဒါဆိုတော့ setting ရဲ့ version ကအမီokay ဖုန်းလေးတော့300ပါเนาะနောက်ကိုယ့်ကို PC နောက်မှနားလဲတယ်ဆိုရှင်လည်း Google ချင်းကနားလဲဆိုရင်ဆက်ပြီးကိုယ့်ကိုချင်းကြပါเนาะဟိုကဒါလောလောဆယ်တော့ကျွန်တော်တို့ကိုယ်ပဲချင်းပြီးတော့ဟိုဖြစ်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဖုန်းဖွင့်လိုက်တာနဲ့နီအောင်နဲ့ပြတဲ့ဟာပေါ့နော်စင်ပြေသွားတာပေါ့နော်ဟိုဒါသုံးလို့ရပြီနော်တကယ်သုံးရပါပြီနော်ကင်မရာဆိုတော့ကင်မရာဟောမတက်ထားဘူးစပီကမတက်ထားဘူးနောက်ကင်မရာတက်ထားတယ်ဒီတိုင်းပဲဟုတ်ပြီโอเคအားလုံးပဲမင်္ဂလာပါနော်